င်္ဂလာပါ Tennessee ပြည်နယ်ရဲ့ Pigeon Forge မြို့ကိုရောက်ခဲ့ရင်ဇနီးလို dinner attraction ပွဲလေးယူဖို့တိုက်တွန်းချင်ပါတယ်ရှင်။ဇနီးသွားခဲ့တဲ့ပွဲရုံ Stampy ရဲ့ပိုင်ရှင်ကတော့ American Country ဆိုတော့ Dolly Parton ဖြစ်ပါတယ်။သူကသူ့ရဲ့မွေးရမြေဖြစ်တဲ့ဒီမြို့မှာ show business အများစွာကိုပိုင်ဆိုင်ထားပြီးတော့မှမြို့ခံတွေအတွက်ခရီးသွားဝင်ငွေကောင်းစေသလိုကဘာရဲမှာရှိလိုအပ်တဲ့နေရာချို့တဲ့နေရာတွေမှာလည်းအများတန်းသူကလှုပ်ပေးနေရဖြစ်ပါတယ်ရှင်။ပွဲချိန်2 နာရီကြာမြင့်ပြီးတော့မှပြသနေတဲ့ပွဲချိန်အတွင်းမှာပဲသုံးဆောင်မယ်အစားအစာမီနူးလိုက်ကိုတစ်ခုပြီးတစ်ခုလာပြီးတော့ချပေးရဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဆိုရင်တော့ဒီ American တောင်ပိုင်းအစားအစာတွေကို serve လုပ်ပေးပါရရှင်။ Thank you. Thank you. 12 days of Christmas. ကိုသွားတဲ့ရာသီပေါ်မူတည်ပြီးတော့မှသူတို့ပြသရတဲ့ပွဲတွေကလည်းအကြောင်းအရာမတူပါဘူးရှင်။ဇနီးတို့သွားကြတော့ Christmas အပြီးနှစ်သက်ကိုဖြစ်တဲ့အတွက်ဒီ Christmas နဲ့ပတ်သက်တဲ့ theme တွေကိုသူတို့ပြသပေးပါတယ်။ရှမ်းကို talented ဖြစ်ပြီးတော့အရင်ကြည့်လို့ကောင်းပါတယ်ရှင်။ Was that you or me? Hey, you want to put it back in? I'm not putting it back. ပရိသတ်တွေကိုတာဝန်ယူဆွနဲ့မြောင်းဝင်ဆိုပြီးတော့မှအယောင်2ယောင်နဲ့2ချမ်းခွဲပြီးတော့အမှတ်ပေးတဲ့ game တွေလည်းစော့စီပါတယ်ဇင်းတို့ဘက်ကအနီအသင်းမှာတာဝန်ယူဆွအသင်းမှာwhat ပြိုင်ပွဲမှာတော့ဇင်းတို့အနိုင်ရပါတယ်ဇင်းတို့အဖွဲ့တွေအသက်ကုန်အော်ပါရဲ့ရှင်ပွဲစဉ်တစ်လျှောက်လုံးဝမစမပေးရမှာပြင်ရတဲ့ပွဲဖြစ်ပြီးတော့မှပွဲစီစဉ်တဲ့သူရော performers တွေရော dancers တွေရော servers တွေရော the best service ပေးတဲ့ service ဖြစ်တဲ့အတွက် dinner attraction ကို show ဖြစ်အောင်ယူဖို့တိုက်တွန်းရင်းနဲ့ဒီ video လေးဒီမှာပဲဆက်လက်ပါရရှင် thank you ပါ